Hello အားလုံးပဲမင်္ဂလာပါ Cosbrighter page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်video reading လေးတွေလည်းမတင်ပေးဖြစ်ဘူးပေါ့နော် page မှာအဲ့တော့ဒီနေ့ကိုvideo reading လေးတစ်ခုအားလုံးအတွက်တင်ပေးမယ်ပေါ့နော်ဒီ pick up reading ခေါင်းစဉ်ကကြတော့2026မှာเนาะဘယ်လိုမျိုးအခြေအရေးမျိုးနဲ့ကြုံတွေ့ရမလဲเนาะဘယ်လိုမျိုးလူမျိုးနဲ့ပေါ့နော်ဒီကတော့ဒါ single တွေအတွက်လုပ်ပေးထားတဲ့ reading လေးဖြစ်ပါတယ်2026မှာဘယ်လိုမျိုး personality ရှိရဲ့သူမျိုးနဲ့တွေ့ကြုံရမလဲတော့မဟုတ်ကိုယ့်ရဲ့အခြေအကန်လေးကအကောင်းဆုံးပေါ့နော်ဘယ်လိုမျိုးလေးတွေဖြစ်နေမလဲဆိုတာကိုဒီ reading လေးရတဲ့စဉ်ကြည့်ကြမယ်ပေါ့နော်ဆိုတော့အားလုံးရွေးနေကြပုံစံတိုင်းလေးပဲပိုင်း number 1ရွှေလက်စွပ်လေးပိုင်း number 2 play လက်စွပ်ပိုင်း number 3လက်စွပ်အမဲလေးဆိုပြီးတော့ group 3ခုပေါ့နော်ခွဲထားပေးပါတယ်အဲ့မှာကိုနှစ်သက်တဲ့လက်စွပ်ပုံစံလေးကိုကြည့်ပြီးတော့ဒီ reading လေးကိုနားထောင်လို့ရပါတယ်နော်ဒါတော့ Thailand တော့မဟုတ်ဘူးပေါ့နော်2026အတွက်ပဲပေါ့နော်ကြည်ပေးထားတဲ့ reading လေးဖြစ်တယ်နော် Okay ဆိုတော့အားလုံးရွေးချယ်ဖို့အတွက်ကို Glory ချိန်လေးပေးထားပေးပါမယ်နော် Hello ပိုင်း number 1ပိုင်း number 1ယူထားတဲ့သူလေးတွေအနေနဲ့2026မှာဘယ်လိုမျိုးသူမျိုးနဲ့တွေ့ဆုံရမလဲဆိုတာကိုပြပြပေးသွားမယ်နော်Okay ပိုင်း1လေးတွေအတွက်ကတဲ့ဘယ်လိုမျိုးလူမျိုးနဲ့တွေ့ရမလဲဆိုတော့agent တင်ငိမ်ပြီးတော့เนาะကိုယ့်အတွက်မမရက်တီပေးမဲ့သူမျိုးကိုတွေးရဖို့ရှိရယ်เนาะဒီပိုင်း number 1လေးရဲ့ပေးပတ်ဝန်းကျင်မှာတချို့တွေကပိုင်း1လေးတွေကိုမကြည်ရမျိုးလေးတွေနဲ့ရှိနေတတ်တယ်တော့မဟုတ်ပေါ့နော်မစစ်မှန်ဘူးပေါ့နော်ကိုယ့်ကိုအပေါ်ယံပဲကောင်းတာမျိုးတွေရှိနိုင်တယ်တော့မဟုတ်ပေါ့နော်ကိုယ့်အကြောင်းမကောင်းပြောတာမျိုးတွေအဲ့လိုမျိုးလေးတွေပေါ့နော်အခြေရေးကိစ္စမှာပဲဖြစ်ဖြစ်လူမှုရေးမှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်နည်းနည်းလေးပြောရမလဲခက်ခဲလေးရှိနေရယ်ဆိုရင်အနေထားမျိုးလေးမြင်ရတယ်เนาะဆိုတော့အဲ့လိုမျိုးတွေနဲ့ပတ်သက်ပြီးတော့မှတကယ်ကိုကဘယ်လိုမျိုးခုဖြစ်နေလဲဆိုတော့လူတွေပေါ်မှာတိတ်မယုံကြည်တော့တာမျိုးကြီးဖြစ်နိုင်တယ်တော့မဟုတ်ပေါ့နော်ဒီအဲ့လိုမကောင်းတဲ့သူတွေကိုဘယ်လိုမျိုးပေါ့နော်ဖြည့်ရှင်းရမလဲဘယ်လိုမျိုးရင်ဆိုင်ရမလဲအဲ့လိုမျိုးတွေကိုကြိုပြီးတော့တွေးနေတတ်တယ်เนาะပိုင်း1လေးတွေ energy မှာအဲ့လိုမြင်ရတယ်ဥပမာအခြေရေးဆိုရင်လည်းကိုယ့်ပေါ်မကောင်းတဲ့သူတွေကိုကိုဘယ်လိုပြန်ပြီးတော့တိုက်ခိုက်မယ်ရင်ဆိုင်မယ်အဲ့လိုမျိုးတွေးထားတာမျိုးရှိမယ်စီးပွားရေးပိုင်းမှာဆိုလဲလို့ပဲကိုညစ်တဲ့သူမျိုးတွေကိုပေါ့နော်ချိုပြီးတော့ပေါ့နော်အဖြစ်မှာမကောင်းတဲ့သူမျိုးတွေเนาะအဲ့လိုမျိုးတမားတွေကိုဘယ်လိုမျိုးပြန်ပြီးတော့ defense လုပ်ရမလဲဆိုတာမျိုးစဉ်းစားနေရတာမျိုးလေးတွေရှိတတ်တယ်။ဘုရားမှာပေါ့နော်လောကရန်ရန်ကြုံခဲ့ရပြီးတော့အရာရာသတိထားပြီးသွားနေတယ်เนาะအဲ့လိုမျိုး energy မျိုးလေးတွေတော်တော်လေးဒီပိုင်းမှာမြင်ရတယ်ဆိုတော့ကိုယ့်အတွက် safe place ပေါ့ကိုဒီလူကကိုဘဝအတွက်ကိုလုံးဝယုံကြည်သူ့ကိုယုံကြည်ပေးလို့ရတယ်ယုံကြည်ပြီးငါခုလို့ရတဲ့အခြေအနေမျိုးလေးပေါ့နော်သူ့ရှိမှဆိုရင်ကိုကဒါကြီးဟန်ဆောင်ပြီးတော့နေစရာမလိုဘူးကိုယ့်ရဲ့အရှိကိုအရှိတိုင်းအရှိပုံစံတိုင်းပေါ့နော်ကိုကနေပြလို့ရတယ်ဆိုတော့လူသမားမျိုးဘေးနားမှာရောက်လာလိမ့်မယ်ဒီမှာဆိုရင်ပုံလေးတန်းမှာနော်ကောင်မလေးဘေးနားမှာအဲ့လိုစီးကွက်လေးနော်ညက်လေးပေါ့နော်သူကဘေးနားမှာသူအဲ့လိုမျိုးလေးလိုက်နေမှာပေါ့နော်ကိုယ့်ကိုသူကအမြဲတမ်းအကြံဉာဏ်နေပေးနေမယ်ကိုဘယ်လိုလုပ်ရမလဲဆိုတာမျိုးသူကလမ်းညွှန်ပေးနေမယ်เนาะအဲ့လိုသဘောလေးမြင်ရတယ်ဆိုတော့ဒီလူဒီဘဝမှာเนาะကောင်းကျိုးတွေကိုတိုးတက်မဲ့ဟာမျိုးသူကပို့ပြီးလိုလားတယ်ကိုဘဝမှာမကောင်းတဲ့သူတွေကိုဘယ်လိုမျိုးရင်ဆိုင်ရမလဲဘယ်လိုမျိုးပေါ့เนาะဖြည့်ရှင်းရမလဲခက်ခဲတွေကိုဘယ်လိုလုပ်ရမလဲဆိုတာကိုသူကအမြဲတမ်းပြပေးပြီးတော့ဆွေးနွေးတိုင်ပင်ပေးမဲ့เนาะချစ်သူမျိုးတငယ်ချင်းပေါ့နော်ဒါဆိုလဲတငယ်ချင်းပုံစံမျိုးလည်းဝင်လာနိုင်တယ်ဖြစ်တဲ့အတွက်ပေါ့နော်တငယ်ချင်းလည်းဖြစ်နိုင်တယ်ဆိုတော့အဲ့လိုမျိုးတမားလေးကလုံးဝပိုင်း number 1လေးဘွားတွေဝင်လာလိမ့်မယ်သူ့ကိုဘယ်လိုမျိုးသိနိုင်မလဲသူ့ရဲ့ပုံစံဘယ်လိုရှိမလဲဆိုတော့သူကအဲ့လိုမျိုးအေးချမ်းချမ်းတင်ငိမ့်နဲ့နေတတ်တဲ့သူမျိုးမျက်နှာပေါက်ကအဲ့လိုအေးချမ်းတည်ငိမ့်နေဆိုတော့ပိုင်းမျိုးလေးပေါ့နော်ရင်ချိုးတာတွေလို့လှတာတွေထက်ကိုမျက်နှာကအဲ့လိုကြည်လင်နေတာပေါ့နော်ကြည်လိုက်ပြီဆိုတာနဲ့ကိုလူကြီးလူကောင်းဆန်နေမိန်းကလေးဆိုလဲပေါ့နော်ရှင်းတန်ပြီးတော့အဲ့လိုမျိုးဘာမှအပြစ်တိတ်ပြောစရာမရှိဘူးပေါ့နော်သူကသူလေးဝစားစီရင်တက်တဲ့ပုံစံမျိုးလေးရှိလိမ့်မယ်ပြီးတော့ရက်ရှည်မယ်ပိန်မမနဲ့အရင်မြင်ပေါ့နော်အဲ့လိုပုံစံမျိုးရှိမယ်ပြီးတော့သူ့ရဲ့အကြိုက်ဆုံးရောင်ကအဖြူရောင်တို့အညိုရောင်တို့ဖြစ်နိုင်တယ်နော်အရောင်ကလာကိုပြောပြရအဲ့တော့ဒီလူကိုဘွားတွေကိုစပြီးတော့ဝင်ရောက်လိုက်တာနဲ့ကိုဘယ်လိုမျိုးကိုယ့်ရဲ့ energy တွေမှာဖြစ်လာမလဲဆိုတော့ပို့ပြောလို့
တတိအကုန်လုံးကိုပေါ့နော်ကိုကလို့တတိချားမိလာမယ်နော်ကိုဘေးပတ်ဝန်းကျင်မှာဘာဖြစ်နေလဲဆိုတာကိုတတိချားမိလာမယ်ပြီးတော့အုံနောက်နဲ့နှလုံးသားကိုကိုကပို့ပြီးတော့ balance handle လုပ်နိုင်လိမ့်မယ်နော် balance လုပ်နိုင်လိမ့်မယ်ဘယ်လိုဒီအလုပ်ကိစ္စတွေမှာဆိုလည်းဘယ်လိုစီမံရမလဲဆိုတာကိုဒီသိလာမယ်ဒီကတော့ဘေးနားမှာကုညီဖို့ပေါ့နော်ရောက်လာမယ်သူမျိုးလေးဖြစ်လိမ့်မယ်နော်2026မှာပိုင်းဝန်းလေးတွေအနေနဲ့စစ်မှန်ပြီးတော့ယုံကြည်လို့ရတဲ့သူပြီးတော့လို့ကိုယ့်အတွက်ကိုယ့်ရဲ့ရှေ့ကိုယ့်ရဲ့တိုးတက်ရေးကိုအဲ့လိုမျှော်ကိုယ့်ရဲ့သူမျိုးပေါ့နော်ကိုတိုးတက်ဖို့ကိုသူကမြင်ကျင်တာပေါ့နော်အဓိကကိုတိုးတက်ပြီးတော့ပျော်ရွှင်ပြီးတော့အောင်မြင်သွားမှာမျိုးသူကအရန်ကြည့်ကျင်တယ်အဲ့လိုမျိုးသမားလေးကိုတဲ့ပိုင်းဝန်းလေးတွေအနေနဲ့မြင်ရဖို့ရှိတယ်တွေ့ရဖို့ရှိတယ်နော်ရာသီခွင်ရမှာသူဒီair sign တွေကဖြစ်တတ်တယ်နော် Gemini တို့ Libra တို့ Aquarius ဒီ energy ရှိရဲ့သူမျိုးဒီရာသီခွင်လေးတွေကဖြစ်နိုင်တယ်သူရဲ့ Sun Moon Rising Venus ရေးကြီးတဲ့နေရာလေးတွေမှာ air တွေပါနိုင်တယ်ပေါ့နော်သူက logic ဆန်တယ်နော်သူကအဲ့လိုအပြောချိုကြီးနဲ့ချိကက်မဲ့ပုံစံမျိုးမဟုတ်ဘူးသူကတဲ့ပြောမှာပေါ့နော်ကိုယ့်ရဲ့အားနည်းချက်ဆိုလဲအားနည်းချက်ကိုသူတဲ့ပြောမယ်အားသာချက်ဆိုလဲသူကအဲ့လိုမျိုးပြောပေးမယ်နော်လုံးဝကြီးချိုမြိန်ပြီးတော့လာမဲ့ပုံစံမျိုးမဟုတ်ဘူးသူ့ရဲ့ energy ကကြတော့နည်းနည်းတဲ့ဒိုးဆန်တယ်ပြောစရာရှိတာပြောတယ်ပြီးတော့နည်းနည်းပြတ်သားတယ်နော်ပြတ်သားတဲ့ပုံစံမျိုးရှိတယ်ဥပမာသူစိတ်ဆိုးပြီဆိုရင်သူ့ကိုတစ္ဆာဖောက်တာတို့သူ့ကိုအဲ့လိုမတရားလုပ်တာမျိုးဆိုရင် तू ကလုံးဝအဲ့ဒါကိုလှည့်မကြည့်တော့ဘူးပေါ့နော်ဘာမှဖြည့်ချင်းချက်လည်းဘာမှတောင်းမနေဘူးလှည့်မကြည့်တော့ तू လောက်ဆရာရှိရလောက်သွားတယ်ပေါ့နော်အဲ့လိုမျိုး energy မျိုးရှိလိမ့်မယ်သူ့မှာလေဆိုတော့အခြေရင်းနဲ့ပတ်သက်ပြီးတော့ဒီလူစီကိုယ့်အတွက်ကောင်းတယ်ကိုမှာပေါ့နော်အဲ့လိုဘေးနားမှာလက်သွဲပေါ်ကောင်းတယောက်အနေနဲ့သွားပြီးလိမ့်မယ်ပေါ့နော်သူနဲ့ဆိုရင်အဲ့လိုပျော်ရွှင်ရလိမ့်မယ်ပို့ပြီးတော့လဲဘဝမှာလူဆိုးတွေကြီးပဲမဟုတ်ဘူးပေါ့နော်ဒီလောကကြီးမှာလူဆိုးတွေကြီးပဲမဟုတ်ဘူးလူကောင်းတွေလည်းရှိနေသေးတယ်ဆိုတော့အသွေးမြင်လေးတစ်ခုကိုပိုင်းဝန်းလေးတွေအနေနဲ့ထပ်ပြီးတော့ရလိမ့်မယ်တဲ့နော်အဲ့တော့ခြေရည်ကန်လေးကတော့ single လေးရှိရဆိုရင်ကြည့်နေရဆိုရင်ခြေရည်ကန်ကောင်းလာလိမ့်မယ်နည်းနည်းလေးတော့2026မှာနည်းခက်ခဲလေးရောရှိတတ်တယ်နော်အခြေရေးခက်ခဲကိုမမြင်ဘူးဒီမှာလေဘယ်လိုမျိုး energy မျိုးမြင်ရလဲဆိုအခြေရေးထက်အဲ့လူမှုရေးစီးပွားရေးမှာနည်းပြဿနာလေးတွေရှိတယ်အဲ့လိုမျိုးဟာတွေကိုပဲဖြည့်ရှင်းနိုင်ဖို့နော်တကယ်ကိုယ့်အတွက်ပေါ့နော်ဒါအောင်မြင်မှုတွေကိုယူနိုင်ဖို့အတွက်ကအဲ့လူနဲ့ပေးသွင်းမှာပေါ့နော်ဒီ universe ကနေအဲ့လိုမျိုးသူမျိုးနဲ့ပေးသွင်းမဲ့သဘောမျိုးရှိတယ်ဆိုတော့အဲ့လိုမျိုးအခြေရေးကန်တွေကတော့တက်လာလိမ့်မယ်ကိုကတော့အခုချိန်မှာ universe message ရှင်းဟာမှာကိုလို့ဆရာရှိရလေးတွေလုံးပြီးတော့လိုမျိုးပြရွှင်နဲ့ပေါ့နော်ဘွားကိုသွားပါတဲ့နော်ခက်ပင်ပန်းမှုတွေရှိပေမဲ့လည်းအကောင်းဆုံးအတက်နိုင်ဆုံးပေါ့နော်ပြရွှင်နေလူတွေကိုလည်းကျင်နာပေးပေါ့နော်ဂီယူဆိုင်ပေးကိုလို့ဆရာရှိရလေးတဲ့တစ်ဖက်မှာကိုလို့နော်အဲ့လိုမျိုးတွေသွားရဆိုတော့ကိုယ့်ရဲ့ right person တကယ်ကိုချစ်ပေးမဲ့သူကိုတွေ့ရဖို့ရှိနေပါတယ်တဲ့နော် okay ဒါကတော့ point number 1ကိုယူထားတဲ့သူတွေအတွက် reading လေးဖြစ်ပါတယ် hello point 2point 2လေးတွေရဲ့ဘဝတွေကိုဘယ်လိုမျိုးသူမျိုးတွေဝင်လာဖို့ရှိနေလဲဆိုတော့အခြေအနေနဲ့ပတ်သက်ပြီးတော့လေပိုင်း number 2လေးတွေမှာတချို့ဒီ reading လာကြည့်ရတဲ့သူတွေဒါမှရေးစားရရှိနိုင်တယ်နော်ဒါမှမဟုတ်ကိုယ်မှာ saturation လေးတစ်ခုခုရှိနေရမျိုးလည်းဖြစ်နိုင်တယ်သို့မဟုတ်ပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးဒီကာလအတွင်းမှာနော်တစ်လနောက်ထပ်တစ်လနှစ်လအတွင်းမှာအခြေအနေလုံးဝပြောင်းလဲမှုတစ်ခုပေါ့နော်တွေ့ကြုံရဖို့ရှိရဲဆိုတော့ပြောပေးခြင်းနဲ့ပေါ့နော်ဒီမှာဆိုရင်အဲ့လို relationship ကိုဘေးနားမှာလူတစ်ယောက်နီးကပ်လာတော့မယ်နော်လာနေပြီသို့မဟုတ်ပေါ့နော်ဖြစ်နိုင်တာနောက်တစ်ခုကကြတော့ကိုကလူတစ်ယောက်ကိုသဘောကျနေရမျိုးဖြစ်နိုင်တယ်နော်ကိုမှ crush တွေရှိနေရမျိုးကိုနှစ်သက်တဲ့သူတယောက်ရှိနေတဲ့ပုံစံမျိုးလေးမြင်ရတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှဒီလူနဲ့ပတ်သက်တဲ့ energy ဒီမှာပို့ပြရတယ်ပေါ့နော်အသစ်တွေမဟုတ်ဘူးနော် point number 2တွေရဲ့ဒီဘွားရဲ့ဝင်လာမဲ့သူကအသစ်မဟုတ်ဘူးအဟောင်းနဲ့ရပဲနော်သို့မဟုတ်ကိုကြိုက်နေတဲ့သူကိုဘေးနာအနီးနားမှာရှိနေရပေါ့နော်သူကအဲ့လိုလေးမြင်ရတယ်ဆိုတော့ဒီလူရဲ့ပုံစံမှာကကြတော့တဲ့ဘယ်လိုလဲဆိုတော့သူကကြတော့နည်းနည်းယုံကြည်လို့တော့တိတ်မရဘူးဆိုတဲ့အနေအထားမျိုးရှိတယ်နော်ပိုင်း2လေးတွေအနေနဲ့အခြေရေးနဲ့ပတ်သက်ပြီးတော့2026မှာကကြတော့ကိုကတယောက်တည်းပို့ပြီးတော့လေနေရပိုကောင်းမယ်ပေါ့နော် single တွေဆိုရင်တော့တယောက်တည်းပို့နေရပိုကောင်းတယ်ဘာလို့လဲဆိုတော့ရှုပ်ထွေးမှုပေါ့နော်အခြေရေးမှာရှုပ်ထွေးမှုကိစ္စလေးတွေလာတတ်တယ်ကိုရဲ့ချစ်သူကိုနှစ်သက်တဲ့သူမှာနောက်ထပ်တဦးရှိနေရမျိုးဖြစ်နိုင်တယ်သို့မဟုတ်ဒီဆက်ဆံရေးကြားတဲ့ကိုပေါ့နော်ဝင်ပြီးနှောက်ယှက်မဲ့သူမျိုးလာတတ်တယ်သူ့ရဲ့မိသားစုဝင်တွေဖြစ်နိုင်တယ်သူ့ရဲ့တငယ်ချင်းတွေဖြစ်နိုင်တယ်သို့မဟုတ်ကိုယ့်ဘက်ဆိုင်ကလည်းဖြစ်နိုင်တယ်နော်အဲ့လိုမျိုးရှုပ်ထွေးမှုတွေရှိနိုင်တဲ့အတွက်တဲ့ပိုင်းဝန်းလေးတွေအနေနဲ့က
ရေးစားထားတော့မယ်ဆိုရင်တော့နည်းနည်းလေးတတိချရမယ်ဒီကစိတ်ရှုပ်ထွေးပိုင်းတိုးတွေမှာအဲ့လိုစိတ်ရှုပ်ထွေးတာမျိုးတိတ်မခံကျင်တဲ့ပုံမျိုးရှိရယ်။ဥပမာဘလို့ပဲလို့မျိုးကိုကလူတယောက်ကိုချစ်တည်ဖြစ်စီကိုယ်စိတ်ဓာတ်မှာအရင်ရှုပ်ထွေးနေပြီတစ်ဖက်သူကကိုယ့်ဘောမှာဟိုလိုဒီလိုဖြစ်နေပြီဆိုရင်ကိုကတိတ်မသွဲကျင်တော့ဘူး။ကိုလေးပဲအေးဆေးနေလိုက်တယ်ဆိုရယ်အနေထားမျိုးရှိရယ်။အဲ့တော့ပိုင်းတိုးလေးအနေနဲ့ energy match ဖြစ်တဲ့သူမျိုးတော့2026မှာမတွေ့ရသေးဘူး။လာတချို့လူတွေကတော့လို့နှစ်ကုံလောက်မှာတော့တွေ့နိုင်တယ်ဒါပေမဲ့အဲ့လိုလေမားကျတော့မြင်တာကအရင်ထူးခြားတဲ့ connection မျိုးကိုဘွားအတွက်အရေးကြီးပြီးတော့အရေးပါနေရဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးကြီးတော့မလာတော့သေးဘူးเนาะကိုနှစ်သက်လောက်မဲ့အနေထားရှိတဲ့သူမျိုးကိုမတွေ့ရတော့သေးဘူးလို့ပြရဲpast လောက်လူတွေပြန်လာတတ်တယ်เนาะဟိုမှာရေးစားဟောင်းတွေရှိရဲဆိုရေးစားဟောင်းတွေပြန်လာတာမျိုးရှိမယ်ပြန်စကားပြောတာမျိုးကိုပြန်ပြီးတော့ကိုအကြောင်းတွေလာမေးတာမျိုးဥမာကိုတငယ်ချင်းတွေလာမေးတာမျိုးကြီးပေါ့နော်အဲ့လိုလေးတွေနည်းနည်းကြုံရတတ်တယ်เนาะပြောလို့ကို stock နေရသူရှိတယ် stock နေရဆိုတာကじゃဥမာ main ကလေးဆိုရင်ကို main ကလေးတယောက်က stock နေရကိုရီစားရဟောင်းရဲ့လက်ရှိသူဖြစ်နိုင်တယ်တော့မဟုတ်ပေါ့နော်တခြားဒီဘယ်လိုပြောမလဲတခုခုပေါ့နော်အဲ့လိုပေါ့ကိုနဲ့အဲ့လိုစိမ့်ကြံတာတယောက်ကကို stock နေရပုံစံမျိုးပေါ့ယောက်ျားလေးဆိုလည်းအဲ့လိုပဲစိမ့်ကြံတာတယောက်ကကိုနည်းနည်း stock နေရအခြေရေးကိစ္စနဲ့ပတ်သက်နိုင်တယ်ပေါ့နော်အဲ့လိုလေးမြင်တယ်ဆိုတော့ဒီအခြေရေးနဲ့ပတ်သက်ပြီးပြောပြရဖြစ်တယ်တကယ်လို့ဒါပေါ့နော်ဒီနှစ်ထဲမဟုတ်ပဲနဲ့နောက်ပိုင်းနှစ်တွေမှာဘယ်လိုမျိုးချစ်သူမျိုးကိုဘွားအတွက်ကောင်းမဲ့သူမျိုးနဲ့ဘယ်လိုလူမျိုးပေါ့နော်ကောင်းမယ်ဆိုတော့ကိုယ့်အတွက်အကောင်းဆုံးသူကကြတော့သူကလာမဲ့ပုံစံတော့ရှိပါတယ်နော်ဆိုးမိတ်တော့လာဖို့ရှိနေတယ်ဒီဆိုးမိတ်ရဲ့ပုံစံကကြတော့သူကတဲ့လူမျိုးကြားဘာသာခြားဖြစ်တတ်တယ်သူမို့သူ့ရဲ့အသွေးမြင်နေတာနည်းနည်းထူးခြားတယ်လူတွေတခြားသူတွေနဲ့တိတ်မတူဘူးပေါ့နော်လူတွေအများစုနဲ့တိတ်မတူရဲ့အသွေးမြင်နေအသွေးခေါ်ရရှိရဲ့သူမျိုးဖြစ်နိုင်တယ်ပိုင်းနံပါတ်2လေးတွေကိုသူကဘယ်လိုလုပ်ပေးမှလဲဆိုတော့ဒီတက်ပို့ပြီးတော့ပျော့ရွှင်အောင်သူကထားပေးမှာနော်သူပျော့ရွှင်အောင်ထားပေးလိုက်မယ်ပိုင်း2လေးတွေကပျော့ရွှင်နေရတာအဲ့လိုမျိုးကြိုက်လိုက်မယ်ပေါ့နော်ဟိုမှာပြင်းနေလျှောက်သွားတာမျိုးတော့မဟုတ်အဲ့လိုကိုချစ်ရတဲ့သူနဲ့နော်တူခီးလေးထွက်တာတို့ပျော်စရာလေးတွေဖန်တီးတာမျိုးတို့မမိသားစု live လေးကိုပေါ့နော်သွားကျင်တာမျိုးလေးတွေရှိနိုင်တယ်နောက်ဆိုဆိုလည်းနိုင်ငံခြားခီးတွေပါသွားကျင်တာမျိုးကို့မှာ drain တွေရှိနေလိမ့်မယ်တခုခုနဲ့ပတ်သက်လောက်ချင်ခဲ့တဲ့ဟာမျိုးလေးတွေပေါ့နော်အဲ့လေးတွေကို तू ကဖြည့်ဆည်းပေးလိမ့်မယ်နော်အဓိကတော့ကိုပြောရွှင်အောင်ထားပေးမဲ့သူမျိုးကတော့လာဖို့ရှိရယ်လုံးဝမလာမှာမဟုတ်ဘူးပေါ့နော် fine do လေးတွေအနေနဲ့ခုနပြောလိုက်တာမတွေ့ရဘူးဆိုတော့2016မှာလုံးဝမရဘူးဆိုအဲ့လိုမျိုးလည်းမဟုတ်ဘူးလာတော့လာလိမ့်မယ်ဒါပေမဲ့အချိန်စောင့်ရလိမ့်မယ်ပေါ့နော်အချိန်စောင့်ပြီးတော့မှတကယ်ကောင်းတဲ့သူရမှာเนาะအဲ့တော့စိတ်ရှိရှိနဲ့စောင့်ဆိုင်ပေးပါလို့เนาะ message လေးပေးခြင်းတယ်ရီစာဟောင်းကပြန်လာမယ်ဆိုရင်လည်းတစ်ချက်ရှိုးလိုက်ပေါ့နော်ဘယ်လိုပြောမလဲသူကကိုနှစ်သက်ရတဲ့ပုံစံအခုချိန်မှာသူ့ရဲ့ energy ကိုနှစ်သက်နေလားဒါကိုယ့်ရဲ့ gut feeling เนาะလူတွေမှာရှိရလေခံစားချက်ဒီ intuition ကပြောတဲ့ဟာတွေကိုယုံကြည်ပါဆိုဟုတ်တယ်ပိုင်းတူးလေးတွေရဲ့ intuition က strong ဖြစ်တယ်ပိုင်းတူးလေးတွေအနေနဲ့လူတယောက်ကြည့်လိုက်ပြီဆိုတာနဲ့ဒီလူကကိုယ့်ဘောစစ်မှန်လားကိုယ့်ပဲတုံးချခြင်းလို့လာတာလားဒီလိုမျိုးတွေကိုခွဲခြားသိမြင်နိုင်တယ်အဲ့တော့ကိုယ့် intuition ကိုယုံကြည်ပြီးတော့ရှေ့ဆက်သွားပါလို့ပြောချင်တယ်ဥပမာ crash နဲ့ဆိုလဲအဲ့လိုပဲကိုယ်စိတ်ထဲမှာတိတ်မူမမှန်တာမျိုးတွေအဲ့လိုမျိုးသူနဲ့ပတ်သက်ပြီးခံစားချက်ကြီးမကောင်းဆိုရင်မကြိုက်နဲ့တော့နော်အဲ့လိုပေါ့ stop လိုက်တော့ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေအခြေရေးမှာပေါ့နော်နည်းနည်းလေးတွေတတိထားပြီးတော့2026မှာသွားတင်တယ်လို့တော့မြင်တယ်နော်ဒါလေးမြင်ပါတယ်တစ်ဖက်သူရဲ့ယာတီခွဲနော်တကယ်လို့ဒါဖူးစာဘက်ရောက်လာပြီးချေရတော့မဲ့သူပေါ့နော်ကိုဘွားမှာကိုတကယ်ချစ်ပေးမဲ့သူလာပြီဆိုသူ့ရဲ့ယာတီခွင်ရမှာကသူ Sagittarius energy တော်တော် strong ဖြစ်မယ်ပြီးတော့ Earth sign တွေ Taurus Virgo Capricorn ဖြစ်တတ်တယ်နော်သူ့ရဲ့ဒီယာတီခွင် Sun Moon Rising Venus မှာဆိုရင်ဒီယာတီခွင်လေးတွေပါနိုင်တယ်အဲ့တော့ general message လေးရမှာကတော့2026မှာနောက်ပိုင်း2လေးတွေကိုပေးခြင်းတဲ့ message ကအချိန်တစ်ခုကိုစောင့်ဆိုင်ပါပေါ့နော်စိတ်ရှိရှိနဲ့စောင့်ဆိုင်ပါလူတွေကိုတတိထားပြီးတော့ကြည်ပါပေါ့နော်သူတို့ရဲ့ပြုမှုသူတို့ရဲ့ action သူတို့ဘယ်သူတွေနဲ့ပတ်သက်ဆက်နေလဲဒီလိုမျိုးလေးတွေကိုနည်းနည်းလေးကြည့်ပြီးတော့သွားပေးပါပေါ့နော်ပြောလိုမျိုးတချို့ဆိုရင်နိုင်ငံခြားခီးတွေပါသွားတတ်တယ်နော်ဒါကတော့အခြေရေးပေးမယ်တခြားဟာလေးမြင်တာပြောပြရပါတော့နိုင်ငံခြားကန်လေးကောင်းနေရယ်နိုင်ငံခြားကိစ္စလေးတွေလောက်ရတတ်တယ်ခီးသွားကန်ကောင်းနေရယ်ခီးပါသွားတာမျိုးလေးတွေဖြစ်တတ်တယ်နော်โอเคဒါတော့ point number 2အတွက်ကြည့်ပြထားတဲ့ reading လေးဖြစ်ပါတယ်နော်နောက်ထပ် video လေးတွေမှာထပ်ပြီးတော့ဆုံးသွင်းမယ်နော် bye bye
So by number 3ကိုယူထားတဲ့သူတွေအတွက် region လေးကိုစပေးပါတော့မယ်နော် by number 3လေးတွေရဲ့ဘဝတွေကိုဝင်လာမဲ့သူကကြတော့သူကမထင်မှတ်တဲ့ပုံစံမျိုးနဲ့လာမှာပေါ့နော်ဟိုရုပ်ရှင်ကားတွေကလိုပဲမထင်မှတ်တဲ့နေရာမျိုးမှာတွေးဆုံတာမျိုးဟိုသူရုပ်ရှင်ကားဆန်ဆန်ပေါ့နော်တွေးရဲ့ပုံစံမျိုးလေးမြင်ရတယ်ပေါ့နော်ကိုကမလန်းကူးနေတဲ့အချိန်မှာဟိုအဲ့လိုကားစီးကဖြတ်သွားတယ်ပေါ့နော်ဒါဥပမာအနေနဲ့မြင်အောင်ကြည့်ပေါ့နော်အဲ့လိုမျိုးဖြတ်သွားရင်းနဲ့ကိုယ်သဘောကျသွားတာမျိုးနော်ဒါမှမဟုတ်ကိုကနေရာတစ်ခုခုကိုသွားရင်းနဲ့အဲ့နေရာမှာတွေ့ကြတာမျိုးပေါ့နော်မထင်မှတ်တဲ့ပုံစံမျိုးလေးနဲ့တွေ့မယ်နည်းနည်း drama ဆန်ပဲပေါ့နော်အဲ့တော့တွေ့ဆုံခြင်းကတော့တကယ်ကိုအမှတ်တရတစ်ခုအနေနဲ့ကြံခဲ့လိမ့်မယ်နော်ဘဝမှာသူနဲ့ကိုယ်နဲ့တွေ့ရတဲ့ပုံစံလေးကနည်းနည်းထူးခြားတယ်ပုံမှန်ပုံစံမျိုးသမီးသားဟိုစတွေ့ရပုံစံမျိုးမဟုတ်ဘူးပေါ့နော်miracle ဆန်ဆန်လေးပေါ့နော်ထူးထူးခြားခြားလေးတွေ့မယ်အနေအထားမျိုးလေးရှိရယ်ဆိုတော့အခြေကြီးမှာထူးခြားလိမ့်မယ်ကောင်းမွန်လိမ့်မယ်နော်2026မှာဆိုရင်ဒါပေမဲ့တစ်ခုတော့ရှိရယ်ပေါ့နော်တစ်ခုရှိရယ်ဆိုတာကကိုယ့်ရဲ့စိတ်ကတချို့အပိုင်းတွေမှာအဲ့လိုလှောင်ပိတ်မှုပေါ့နော်ဒါတော့ maybe ဖြစ်နိုင်တာကကိုယ့်ရဲ့အတိတ်ကအခြေရေးကိစ္စတွေနဲ့ပတ်သက်ပြီးမပျော်ရွှင်ခဲ့တာမျိုးတွေဟိုနာကျင်ခဲ့ရတာတွေပြီးတော့ကိုယုံကြည်မှုနည်းတာမျိုးတွေပေါ့နော်ဒီလိုမျိုးကိစ္စတွေကြောင့်မှာတော့အချစ်စစ်ထပ်ပြီးတော့တွေ့ရဖို့ကကြံ့ကြာနေရမျိုးတွေတော့ဖြစ်နိုင်သေးရဲ့ပေါ့နော်လူတက်တွေကောင်းတဲ့သူတွေ့ရဆိုတော့မှကိုတီတိတ်မယုံကြည်ရသေးဘူးကြောက်နေသေးရဲ့တော့မဟုတ်ပေါ့နော်ကိုယ့်ရဲ့အနေထားနဲ့ဒီလိုမျိုးဥမာကောင်းတဲ့ဥမာပေါ့နော်ထပ်ပြီးကိုယ့်ထက်မြင့်တဲ့သူပေါ့နော်ဥမာကိုယ့်ထက်ငွေကြီးပိုင်းဆင်ပြေတဲ့သူနော်တခြားဆိုပေါ့နော်ဒီလိုအမြင့်နေပေါ့နော်ကိုယ့်ထက်မြင့်တယ်လို့ကိုယ်စိတ်ထဲမှာယူဆရပြီးတော့ကိုကသူတို့စကားမပြောတာမျိုးဥမာကိုကချောတယ်ပေါ့ဘယ်သူကချောတယ်ပတ်စံရှိရဲသူကသူလေးအဆင်ပြေရဲကိုကအဲ့ဒါကိုဒီလူကငါ့ကိုကြိုက်တာဟုတ်ရဲ့လားဘာလို့ပေါ့နော်အများအား overthinking နေအရန်ဖြစ်တဲ့ပုံမျိုးရှိတယ်ပိုင်း3လေးတွေမှာလေအမှန်တော့ပိုင်း3လေးမှာက overthinking ဖြစ်စရာမလိုအောင်လှပပြီးသားပေါ့နော်ကို့မှာအဲ့လို energy aura ကောင်းနေရှိနေပြီးသားဆိုပြီးမြင်နေပေါ့နော်အဲ့ဆိုကြာပန်းလေးတွေလည်းမြင်ရတယ်ဆိုတော့လေလုံးဝလှပတယ်ပိုင်း3လေးတွေကအဲ့လိုစိတ်ရောဟိုစိတ်ထားလေးလည်းလှတယ်လူလည်းလှရတဲ့ထဲမှာပါတယ်မိန်းကလေးတွေဆိုလည်းအဲ့လိုပဲပေါ့နော်ဒီပုံလေးတွေကလိုမျိုးလှပလေးကလေးပုံစံလေးပေါ့နော်ကျင်နာတတ်တယ်ခရီးဆိုင်ပေးတတ်တယ်အဲ့လိုမျိုးပုံမျိုးလေးရှိမယ်ယောက်ျားလေးဆိုလည်းလိုပဲပေါ့နော်တကယ်ကိုကျင်နာပြီးတော့ဟိုလူတွေကိုခရီးဆိုင်ပေးပြီးတော့ပေါ့လေးပေါ့နော်ဘွားပြရွှင်လေးတွားတတ်တဲ့သူမျိုးဖြစ်နိုင်တယ်နော်အဲ့တော့ကိုယ့်ရဲ့အဲ့လိုပုံစံလေးကိုသဘောကျသွားတာရိုးသားမှုပေါ့နော်ရိုးသားမှုရှိတယ်ပေါ့ကိုကအဲ့လိုမျိုးလူတွေပေါ်မှာလို့မကောင်းတဲ့စိတ်မရှိဘူးပုံမှန်လေးတွားတယ်တခါလေးတော့နည်းတော့ကလေးဆန္ဒမျိုးတော့ရှိနိုင်တယ်ပေါ့နော်ကလေးဆန္ဒမျိုးစိတ်ကောက်တာမျိုးလေးတွေရှိနိုင်တယ်ဒါပေမဲ့အဲ့လိုလူရကိုယ့်အစီမှာမြင်ရတာပေါ့နော်ရိုးသားမှုတကယ်ကိုချစ်ချင်းတရားအစစ်မှန်ပေါ့နော်ကိုနဲ့မာတွေ့ရှိသွားတာပေါ့နော်ကိုယ့်ရဲ့ရီးစားဟောင်းတွေတကယ်လို့ပိုင်း3လေးတွေမှာရီးစားဟောင်းတွေရှိရဆိုတော့အဲ့ဒီရီးစားဟောင်းတွေကအဲ့ဒီချက်ကြောင့်သူကကြိုက်သွားတာနော်ဟိုကိုယ်လည်းတတိခုချင်းဒီတတိရနေအောင်မှာပဲအဲ့လိုလေးမြင်နေပေါ့နော်ပြောတော့တစ်ခုကကြတော့တဲ့အများကြီးကွာအများကြီးလာကြိုက်မဲ့သဘောရှိရယ်စမ်းပွင့်မယ်ပေါ့နော်2026မှာစမ်းပွင့်လိုက်မယ်တယောက်တည်းမဟုတ်ဘူးလာကြိုက်မဲ့သူတွေဒီအများကြီးဖြစ်လိမ့်မယ်အဲ့ဒီအများကြီးထဲမှာမှတကယ်ကိုအမိုက်စားနော်အမိုက်စားတယောက်ကိုတွေ့လိမ့်မယ်ဆိုတော့ခြေကန်ဒီထူးခြားလိမ့်မယ်ဒါပေမဲ့ဟိုခုန message လေးအတိုင်းပဲကိုယုံကြည်မှုပိုရှိပါနော်ယုံကြည်မှုပိုရှိမှပြောအတိတ်ကမကောင်းတဲ့ခံစားချက်တွေ energy တွေကိုလွှတ်ချခဲ့ပါနော်ဒီအိမ်အောင်ရေးကန်မကောင်းဥမာပါတယောက်ကကိုကိုပြောလိုက်တာဥမာတာရောကြီးလို့အိမ်အောင်ရေးကန်မကောင်းအခြေရေးကန်မကောင်းတစ်သက်လုံးဒီလိုပဲဖြစ်ရမှာမဟုတ်ဘူးเนาะပိုင်း3တွေမှာကကံကြမ္မာအရမှာပေါ့နော်ကောင်းတဲ့လမ်းကြောင်းတော့ကိုကချမှတ်ပေးပြီးသားเนาะဥမာလူတွေနဲ့ကိုကလူဘယ်လိုပြောမလဲကိုယ်ကမကောင်းတဲ့သူတွေတွေ့ဆုံခဲ့တယ်ဆိုတော့ကောင်းတဲ့သူတွေကိုပြန်ပြီးတော့တွေ့ဆုံဖို့သူကလမ်းကြောင်းပြန်ချပေးမှာ universe ကလေအဲ့လိုမျိုးရှိရဆိုတော့ကိုယုံကြည်မှုရှိဖို့အဓိကလေး message လေးပေးခြင်းတယ်ပြီးတော့ပို့ပြီးလှအောင်နေပို့ပြီးပြောအောင်နေလှုပ်ရှားရှိရလေးတွေလုံးအဲ့လိုလူတွေကိုလည်းမေတ္တာပို့ပေးပေါ့နော်အဲ့လိုမျိုးလေးသွားရဲဆိုရင်တော့အခြေခံလေးတီးပို့ပြီးကောင်းတယ်လို့နော်ကောင်းလာလိမ့်မယ်လို့ပြတယ်တစ်ဖက်သူရဲ့ဒီပုံစံကတော့မျက်နှာသွင်းပြင်ရမှာသူအဲ့လိုမျိုးရှင်းတန်ပေါ့နော်အဲ့လိုပုံစံမျိုးလေးမြင်ရတယ်ဟိုစိတ်ဖြစ်တယ်သူကလေမျက်နှာအဲ့လိုအပြုံးကြီးများတယ်ပေါ့နော်ယောက်ျားလေးဆိုလဲလို့အပြုံးလှတဲ့ထဲမှာပါမယ်နော်မျက်နှာဘောက်ကလို့အပြုံးလှတယ်ပြီးတော့လိုမျိုးနှာခေါင်းချွန်နော်တကယ်ကိုဟိုကြည့်လိုက်တာနဲ့လူတွေသူ့ကြိုက်ကြမယ်ဆိုတော့အဲ့လိုမျက်နှာမျိုးပေါ့နော်မိန်းကလေးအဲ့လိုစမ်းပွင့်မဲ့မျက်နှာပေါက်ပုံစံမျိုးပိုင်ရင်ရှိတဲ့သူမျိုးကိုပိုင်း3လေးတွေအနေနဲ့တွေ့ရလိမ့်မယ်အဲ့တော့ခြေကန်လေးကတော့2026မှာထူးကြမလားဆိုရင်ထူးကြလိမ့်မယ်လူသစ်နော်ဒီမှာတော့လူဟောင်းနေတယ်မဟုတ်ဘူးလူသစ် energy ပို့တွေ့ရတယ်အသစ်
တယောက်ကိုเนาะထပ်မှန်ပြီးတော့တွေ့ရပါလိမ့်မယ်တဲ့เนาะ Okay ဒါတော့ point 3လေးတွေအတွက် message လေးဖြစ်ပါတယ်နောက်ထပ် video လေးတွေမှာထပ်ပြီးတော့တွေ့ကြမယ်เนาะ bye bye